အနီလန်အချစ်နှင့်အလဲထိုးခံရသူ၏လက်စားချေမှုတရေဇလံအခန်းတမြူးရပျော်ရွှင်စရာညဒီဇင်ဘာညမေတစဉ်အသက်20နှစ်ဆေးကြောင်းသူသည်သူမ၏ချစ်သူဇေယျထွန်းအသက်25နှစ်ချမ်းသာသောစီးပွားရေးသမားနှင့်ရန်ကုန်မြို့လေကလူကြိုက်များသောဘားတစ်ခုတွင်စီကံမဲ့စွာပျော်ပါနေသည်သို့သောဇေယျထွန်း၏တငယ်ချင်းများဖြစ်သည့်ကျော်စေအသက်26နှစ်မူရည်ရောင်းဝယ်သူနှင့်ထုံးမြင့်အသက်24နှစ်လက်ဝှေ့သမားတို့ကမေတစဉ်အားအရက်ထဲဗတ်ဆေးမုံထည့်သွင်းလိုက်ကြသည်အခန်းနှင့်ကြမ်းတမ်းသောအဆုံးမေတစဉ်တတိလစ်သွားပြီးနောက်သူမကိုဇေယျထွန်း၏နေအိမ်ရှိမိဖို့ချောင်းသို့ခေါ်ဆောင်သွားကြသည်သူမနိုးလာသောအခါခြေလက်များချီနှောင်ခံရပြီးဇေယျထွန်းနှင့်သူ၏တငယ်ချင်းများကရက်ဆက်စွာစော်ကားကြသည်နောက်ဆုံးတွင်မေတစဉ်ကငါတေရင်တောင်တင်တို့ကိုမလွတ်စေဘူးသူကျိန်ဆိုပြီးထုံးမြင့်၏ဓာတ်ဖြင့်လဲမျိုးကိုဖြတ်ကာအဆုံးစီရင်လိုက်သည်အခန်း3တေဆုံးမှုနောက်ွယ်ကလှုပ်ဝက်ချက်မေတစဉ်၏ရုပ်အလောင်းကိုအေယာဝတီမြစ်ထဲသို့ချထားခဲ့ကြသည်သို့သောသူမ၏မိခင်ဖြစ်သူဒေါ်တင်တင်အသက်50နတ်ပညာရှင်ကသမီး၏ဝိညာဉ်အားအနိနံအလဲထိုးခံရသူ၏တရေအဖြစ်ပြန်လည်နှိုးထစေခဲ့သည်ထိုညတွင်ဇေယျထွန်း၏အိမ်တွင်ရေချိုးခမ်းမှန်၌တွေးဆက်များပေါ်လာခြင်းမိဖို့ချောင်းမှဓာတ်တံများကြားရခြင်းနှင့်မေတစဉ်၏အတန်ငါကိုဘာလို့ဒီလိုလုပ်တာလဲဟုကြားရခြင်းများဖြစ်ပေါ်လာသည်အခန်း4တယောက်ပြီးတယောက်9ရက်တွင်ဇေယျထွန်း၏တငယ်ချင်းများထူးဆန်းစွာတေဆုံးမှုများဖြစ်ပွားသည်ကျော်စေသည်မူရစ်စေအလွန်အကျွံသုံးဆွဲပြီးမိမိကိုယ်ကိုဓာတ်နှင့်ခုတ်ကာတေဆုံးထုံးမြင့်သည်လက်ဝှေ့ကစားရင်းရုတ်တရက်နှလုံးရက်ကတေဆုံးဇေယျထွန်း၏အိမ်ဆောင်ပိုးသည်မေတစဉ်၏ရုပ်အလောင်းကိုမြစ်ထဲသို့ချခဲ့သူဖြစ်သည်ဇေယျထွန်းအိမ်မက်ထဲတွင်မေတစဉ်၏မျက်လုံးမဲများနှင့်တွေးဆနေသောသပင်ရှိကြီးကိုမြင်တွေ့နေရသည်အခန်း9လက်စားချေခြင်းဇေယျထွန်းစိတ်ကျမ်းမာရေးဆေးရုံတွင်လူနာအဖြစ်နေထိုင်နေစဉ်မေတစဉ်၏ဝိညာဉ်သည်သူ၏ခန္ဓာကိုယ်အားဝင်ရောက်လာသည်ညတစ်ခေါင်တွင်သူ၏လက်သေးများရှည်ထွက်လာပြီးသပင်များအဖြူရောင်ပြောင်းသွားကာသူသည်ဆေးရုံကျန်းပြင်ပေါ်တွင်ဗလာနက်ထိလမ်းလျှောက်နေပြီးနက်နက်တွင်သူ့ကိုရေကန်ထဲမှနှာခေါင်းနှင့်ပါးစပ်မှရွှင်များပြည့်နေသည့်အလောင်းဖြစ်တွေ့ရှိရသည်စက်သိန်းမေတစဉ်၏မိခင်သည်သမီး၏ဝိညာဉ်အားအိမ်သို့ပြန်ခေါ်ပြီးအိမ်နောက်ဘေးတရက်ပင်တွင်ထားလိုက်ပြီးသို့သောလပြည့်ညများတွင်အဖြူရောင်ဝတ်စုံပါမိန်းကလေးသည်မြစ်ကမ်းဘေးတွင်အခြားမတမာသူများကိုစောင့်ဆိုင်နေစေရင်းနဲ့ပဲဇလံလေးပြီးဆုံးသွားပါပြီ။